မြတ်စွာဘုရားကမိဘနဲ့ပတ်သက်ပြီးတော့မလုပ်ကြွေးဘူးဆိုရင်သားသမီးတွေကိုမှတ်လို့သားလောက်အောင်ကိုပြောထားတဲ့စကားလေးရှိသေးတယ်ဆုံးမထားတဲ့စကားလေးယောမတရံပိတရံဝါစိဏကံကတရွတ်ဖနံအမေနဲ့အဖေအိုမင်းမစွမ်းဖြစ်ပြီးတော့အရွယ်ကြီးပြီးအရွယ်လွန်သွားတဲ့အချိန်မှာတဲ့ပဟုတန်တော်နဗရတိတတ်နိုင်ရဲ့သားနဲ့ကိုယ်တိုင်ကလည်းပြုစုနိုင်စွမ်းရှိရဲ့သားနဲ့မပြုစုဘူးဆိုလို့ရှိရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်သူယုံမှလို့ပဲမှတ်လိုက်ပါတဲ့။နောက်ဒီတစ်ခုတည်းနဲ့သူယုံမှလို့သတ်မှတ်တာ။သူယုံမှဆိုတာဘယ်သူမှမဖြစ်ချင်ဘူးလေ။ဝတ္တလအောက်တန်းစားတဲ့အန်တက်ချေပေါ်ပဲခုန။ဘလောက်ဇာမြင့်တဲ့လူဖြစ်ဖြစ်ဇာနိုင်မဲ့တာ။ဘာလို့လဲဆိုသူ့အမှုအကျင့်ကသူယုံမှရဲ့အမှုအကျင့်ကို။အမှုအကျင့်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလူတော်လူကောင်းဒီမြင့်မြတ်သူနဲ့ယုံနေသူကိုတတ်မှတ်တယ်။စနဲ့မတတ်မှတ်ဘူး။ဒါမို့ကမ္မုနာနာသစ္စာဝတ္တလောဟောတိနာသစ္စာဟောတိဖြစ်မလို့ဒါအိန္ဒိယမှာဆိုသိတိတ်ပဲရှိတယ်မြတ်စွာဘုရားသဝရကိုတွန်းလှန်တိုက်ခိုက်တဲ့စကားတစ်ခုပြောရတယ်ဆိုတာအဗ္ဗဓမ္မခရင်နဲ့ပေါ့နော်အယူဆပြင်းထန်နေတဲ့ထဲမှာဖြစ်မလို့ဆိုတဲ့ဇာမြင့်ဟာစနဲ့မဆိုင်ဘူးဝတ္တလဆိုတဲ့အောက်တန်းစားဟာလည်းစနဲ့မဆိုင်ဘူးဘာနဲ့ဆိုင်လို့ဆိုကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြစ်မလို့သူ့ရဲ့လောက်ရနဲ့ဆိုင်တယ်လောက်ရကမကောင်းဘူးဆိုရင်မကောင်းတဲ့လူပဲလောက်ရကကောင်းရင်ကောင်းတဲ့လူပဲအဲ့တော့သူ့ရဲ့အပြုအမူပေါ်မှာကြည့်ပြီးတော့လူကိုတန်ဖိုးဖြတ်လို့ဒီလိုဆိုလို့တယ်ဟာလူကိုတန်ဖိုးဖြတ်ဟုတ်တာပဲတကယ်လက်တွေ့မှာတော့အဲ့တိုင်ပဲသေချာနာပဲသူရပစ္စည်းခိုးတဲ့လူတခိုးလို့သတ်မှတ်တာပဲလေဘာလူမျိုးပဲဖြစ်ဖြစ်သူရပစ္စည်းခိုးရင်ခိုးတာသူလုပ်တဲ့အလုပ်လေအကြောင်းဆရာလုပ်ပြီးစာသင်ပေးရင်ဆရာပေါ့ဒါဟုတ်တာသူလုပ်တဲ့အလုပ်နဲ့အဲ့လိုမဟုတ်ဘဲနဲ့အယောင်းဝယ်လို့ရင်ကုန်တယ်ပေါ့တင်ကားဝင်ရင်တော့ဘုံကြီးပေါ့သူအလုပ်ရက်ကိုကြည့်ပြီးတော့ဒီနာမည်တွေကသူ့အနေနဲ့သူသွားတာအဲ့ဒါကိုမြတ်စွာဘုရားဟောတာပဲဒါမို့မိဘကိုမလုပ်ကြွေးဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒါသူ့ဥမာပဲတဲ့မြတ်စွာဘုရားအဲ့ဒီပုဂ္ဂိုလ်သူ့ဥမာလို့ပဲမှတ်ထားပါတဲ့မှတ်လိုက်ပါကျန်တဲ့လူဟာသူ့ဥမာမဟုတ်ဘူးတဲ့နောက်တစ်ခုကယောမတရံပိတရံဝါဘာတရံပကိနေတတ်တုံဟန္တိရောတိတိဝါစာယတန်စင်ညာဝဒလောဣတိအမေဖေကိုရိုင်းရိုင်းပြပြပြန်ပြီးတော့ဆဲမယ်ပြောမယ်ဆိုရင်လည်းသူရောက်မှာပဲတဲ့ဒါလို့ဆိုလို့မိဘကိုရိုင်းဆိုင်ပြန်ပြောလို့ရှိရင်ဆဲရင်ဟောဒါသူရောက်မှာလို့မှတ်ပါတဲ့ဟောနောက်တစ်ခုကျတော့မြတ်စွာဘုရားဘာဟောထားတော့ဆိုမင်္ဂလာတုတ်မှာ